မင်္ဂလာပါဒီနေ့ရှမ်းခောက်ဆွဲလေးလှုပ်ရှားဖြစ်ပါတယ်အရင်နေ့ကရောက်ထားတဲ့ရှမ်းခောက်ဆွဲလေးလေအဲ့ဒါလေးကိုလှုပ်ရှားဖြစ်တယ်ပေါ့နော်ပစွန်ကြောက်ဟင်းရည်လေးနဲ့ပဲလှုပ်ရှားဖြစ်တာပါရိုးရိုးသားသားလေးပါပဲမြစ်ချင်ခောက်ဆွဲလို့လည်းခေါ်လို့ရပါပေါ့နော်မြစ်ချင်လေးကိုလော်ပြီးရခါကြတော့မြေတီချမ်းမြေတီလော်မုံလေးနဲ့ပေါ့နော်အဲ့လိုလေးနဲ့စားဖြစ်ပါတယ်ဒီကတော့ဒီတိုင်းနဲ့ရိုက်ထားလိုက်တာပြီးတော့ဒါလေးကလည်းမပြရနိုင်ဘူးပြင်နေကြတာလေးတိုင်းနဲ့လိုက်တာသမီးတွေပါရောပြောတော့အားလုံးကတော့သိပြီးသားတယ်ကျွန်တော်စက်သားကိုကငတိလေးနဲ့ပေါ့နော်ကငတိလေးနဲ့လည်းမျိုးလေးလိုက်ပြီးရခါကြတော့ပုံမှန်နေထားတိုင်းမှာလည်းအဲ့လိုလေးချက်ပြီးရခါကြတော့စားရပါတယ်ဒီခါပို့လိုက်တဲ့နေ့ချင်းကလေအရန်ကောင်းတယ်အရန်ကောင်းတယ်သူများတွေကိုတောင်ပေးရမှာနှမျောတယ်ဒီတယ်လေအဖိုးလေးတွေဟိုကျွန်တော်ကခါတိုင်းဆိုလို့ရှိရင်အခြေမှာလေကျွန်တော်နယ်ဘက်မှာဆိုလို့ရှိရင်မြစ်ချင်အခြေပေါ့နော်အဲ့အခြေရကြတော့ဆက်စားဖြစ်ဒီလိုခောက်သွင်းနေစားဖြစ်သူကကောင်းတယ်လေကိုအခြေမဟုတ်အဖိုးလေးဖိုးလေးဆိုတာကပက်ကြီးလေးနဲ့ကြိုက်ပြီးတော့မြစ်ချင်ကိုပြန်လော်ရတာပေါ့နော်ဒီနေ့လုတ်ပြီးရခါကျတော့တော်တော်ကျဉ်နဲ့နေတော့ပါတော်တော်စားကောင်းပြီးရခါကျတော့ခောက်ဆွဲကကြတော့တထုပ်ကိုသူဘလောက်သားပါလဲတော့မသိဘူးကျွန်တော်တို့ပုံမှန်ပွဲ3ပွဲစာလောက်တော့ရတယ်ဟိုဘက်မှာဆိုလို့ရှိရင်တော့ဈေးတက်တာပေါ့နော်ဒီဘက်မှာတော့9500တက်တောင်းလောက်ရှိတယ်ဒီနေ့ခောက်ဆွဲလေးလှုပ်ရှားဖြစ်ပါတယ်ဒီတိုင်းပုံမှန်လေးပါပဲပစံကြောက်ဟင်းရည်လေးနဲ့ပါအကျဲရီကွန်ကြော်လေးလည်းကြောက်လိုက်သေးတယ်ကျဲရီကွန်ကြော်ကဈေးတက်သွားတယ်ဗျာခါတိုင်းက1ကီလိုကို6000နဲ့ဆို2ကီလိုတစ်ထုပ်ဆိုလို့ရှိရင်12000ဒီခုကကျတော့18000ဈေးတော့တက်သွားတယ်ရှယ်စားလိုက်တယ်ဗျာကျေးဇူးတင်ပါတယ်